Hello ဒီနေ့ကတော့ကျမကဒီအိမ်လေးကိုပြတ်တက်ပြီးတော့မှာဖြစ်ပါတယ်အိမ်ပွဲစားလေးပဲဖြစ်ပါတယ်ရှင်0 Sakura ရင်းမှာအိမ်ပွဲစားလေးလုပ်ပါမယ်အားလုံးအဆုံးထိကြည့်ပြီးကြပါအောင်နော်ကဲဆိုတော့ဒီအိမ်ကကြတော့ပေးရတော့ဘာမှမသိပါဘူး Sakura ရဲ့အိမ်ဆော်လေးကျမလေးဘာမှအဲ့လောက်ကြည့်တော့မပြောတော့ပါဘူးဆိုတော့ကျမတို့အပင်လေးလက်ရှိရဲ့အယောင်လေးကတော့အစိမ်းလေးနဲ့အမဲလေးရဲ့အဖြူလေးသူကတော်တော်လေးလှတယ်ရိုးလေးနဲ့အိမ်လေးပါဒီမှာဆိုရင်တော့ဒန်လေးရှိပါတယ်ဒန်ကစီးလို့ရပါတယ်ရှင်တစ်ပင်လေးနဲ့ပေါ့နော်သူကအရှိတ်လေးရပါတယ်ရှင်ဒီနေရာလေးကလည်းတတောင်းတက်တာရှိတယ်သူကကြတော့ဒီအပေါ်မှာဆောက်ထားဖြစ်ပါတယ်ဆိုတော့ဘီနာအိမ်လေးလည်းအများကြီးရှိပါတယ်ဆိုတော့အထဲဝင်ကြည့်ကြအောင်နော်ကဲဆိုတော့လူတော်တော်များများဒီအိမ်လေးကိုစိတ်ဝင်စားရပေါ့နော်ဒီမှာဆိုရင်သူကဆိုဖာလေးလည်းပါပါတယ်သူကကြောက်ကွာဒီပေါ့နော်ဒီအဝတ်စားပဲယူစရာလိုတဲ့ဒီအိမ်ကအဝတ်စားပဲယူလာခဲ့သိလားအိမ်ပစ္စည်းတွေအကုန်ပါပြီးသားဒါမှမဟုတ်နည်းနည်းတော့စေးကြည့်ရကွယ်မှာဆိုဖာလေးတွေနဲ့ဒီမှာ TV လေးနဲ့နောက်တော့ကြတော့ဒီမှာစပွဲကုံလေးရပေါ့နော်ဒါကြသူများဆောက်ထားပါကျမလိုက်ပြပေးရပါရှင်ဒီမှာဆိုရင်ကြတော့ဒီတခန်းရှိပါတယ်တခန်းကြတော့ pink လေးနဲ့ပေါ့နော်ဒီမှာဆိုဗီဒီယိုလေးနဲ့ပါမှန်ဗီဒီယိုလေးပါပြီးရင်ဒီမှာစာကြည့်စွဲလေးရှိတယ်ဒါကတော့တခန်းစာလေးပါပြီးသွားပြီဆိုရင်တော့ကျမတို့ဒီဘက်ကကြအပြင်ပေါ့နော်ပြီးရဒါကြတော့ဒီမှာဟိုလေးရေဘူးရေးဆက်လေးရှိပါတယ်ပြီးတော့ဒီမှာဟင်းချက်တဲ့နေရာလေးရှိပါတယ်လောကသူကတက်တက်ရက်လေးကွာလှပါတယ်မီးဖို့လေးတွေလို့မှစားဘူးလေးဘာဘူးလေးပေါ့နော်ဒါတော့ရှိခဲ့တက်တာပါဒါကတော့ထမင်းစားရဝမ်းလေးပါဆိုတော့ကျမအိမ်ပွဲစားလောက်ရတာပြင်မလာပြီဆိုတော့ဒီအိမ်မှာခဏစားလိုက်ပါအောင်မယ်ကဲစားလိုက်ပါမယ်စားကြပါအောင်နော်ကျွေးလို့မရတော့မကျွေးတော့ပါဘူးဟဲ့ကျမအောင်မစားဘူး Sakura လေးမှာစားရပြီးတော့ရေမီးဖို့ကြောင့်နာအခန်းမှာကြတော့ဒီရေချိုးကန်လေးပါသူကဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးဒီကခတ်ချိုးရမှာပါဒါကြတော့အိမ်တာပါပြီးတော့ရေတော့ဒီမှာပါဒါရေကွက်လေးနဲ့အမပိုက်လေးနဲ့တော်တော်လေးလာကွာကျမကြိုက်တယ်ဒါဆိုရင်တော့တိုက်တန်လေးနဲ့မှန်လေးပါပြီးသွားပြီဆိုရင်တော့နောက်ထပ်တစ်ခန်းရှိသေးပါတယ်အဲ့တစ်ခန်းကြတော့ဒီနားမှာပါဒီနားမဟုတ်ဘူးเนาะဒီဘက်ကပါသူကကြတော့တကယ်ယူလေးနဲ့စာကြည့်စွဲကုန်လို့ဘာလို့မပါဘူးဗီဒီယိုလေးပါပါတယ်ခါစီလေးလိုက်ကလေးနဲ့ပါဆိုတော့အားလုံးအရက်လာတယ်ဒီအိမ်လေးကိုအားလုံးကလည်းတွားချင်မီလို့ကျမကထင်ပါတယ်ရှင်အားလုံးပဲအဲ့တော့ကျမ ID နံပါတ်လေးကိုပြပါရမယ် ID နံပါတ်လေးကတော့6810995တို့ဖြစ်ပါရှင်အားလုံးပဲတွားကြည့်ကြပါအဆင်ပြေမယ်လို့မျှော်လင့်ပါရှင်အားလုံးပဲနောက်ထပ်ဗီဒီယိုလေးကြရင်တွေ့မယ်အားလုံးပဲ bye bye